ဒီဗီဒီယိုလေးထဲမှာဘန်ကောက်ကနေချင်းမိုင်တို့မဲဆောက်တို့လိုတခြားမြို့ကိုသွားဖို့အတွက် Express ကား ticket တွေကိုဘယ်မှာဝယ်လို့ရမလဲဘယ်မှာစီးလို့ရလဲဆိုတာကိုပြောပြပေးပါမယ်ရှင်အားလုံးပဲမင်္ဂလာပါကိုခိုရာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကိုရာကဘန်ကောက်ကနေမဲဆောက်မြို့ကို Express ကားနဲ့သွားဖို့အတွက် Mochit Bus Station ကိုရောက်နေရပဲဖြစ်ပါတယ်Mochit Bus Terminal ကဘန်ကောက်မှာရှိတဲ့အကြီးဆုံး bus station တစ်ခုပါနာမည်အပြည့်အစုံဆိုလို့ရှိရင် Bangkok Northern Bus Terminal လို့ခေါ်ပြီးတော့ check to check area ထဲမှာရှိပါတယ်ရှင်လူတွေကအလွယ်တကူ Mochit လို့လည်းခေါ်ကြပါတယ်ဒီနေရာကနေချင်းမိုင်ချင်းရိုင်းအယုဒ္ဓယပတ်တရားလိုမြို့ကြီးတွေကိုလည်းခရီးဝေး bus တွေနဲ့တွားလို့ရတဲ့နေရာပဲဖြစ်ပါတယ်Google Map ကနေရှာမယ်ဆိုရင် search box ထဲမှာ Mochit 2 Bus Terminal လို့ရိုက်ပြီးတော့ check to check area ထဲမှာပဲရှိပါတယ်ရှင်အကယ်၍ taxi ငှားပြီးတော့သွားမယ်ဆိုရင် taxi driver ကိုပြောတဲ့အခါ Mochit Bus Terminal လို့ပြောတာကပို့ပြီးတော့ရှင်းပါတယ်PTS နဲ့သွားမယ်ဆိုရင် Mochit Station အထိသွားပြီးတော့ MRT နဲ့ဆိုရင် check to check bus station အထိသွားရပါမယ်ပြီးရင်တော့ taxi ဒါမှမဟုတ်ရင် motor park နဲ့ Mochit Bus Terminal ကိုဆက်ပြီးတော့သွားရပါမယ်ဒီနေရာမှာခိုရာကကိုရိုင်းမိနစ်30လောက်လမ်းလျှောက်ပြီးတော့သွားဘူးတာမလို့လမ်းလျှောက်ရတာတကယ်ကိုမလွယ်ပါဘူးရှင်တက်ကကို online က 1to go bus application ကနေလည်းဝယ်လို့ရတယ်လို့ Mochit Bus Terminal ကိုရောက်မှလည်းဝယ်လို့ရပါတယ်ပို့ပြီးတော့လည်းစိသက်သာပါတယ်Mochit Bus Terminal ကိုရောက်တာနဲ့ company အလိုက်ခွဲထားတဲ့ counter ရဲ့ board ပေါ်မှာ destination နဲ့ counter number တွေရှိပါတယ်။ဥပမာချင်းမိုင်ကိုသွားမယ်ဆိုရင်ချင်းမိုင် ticket လို့ပြောလိုက်ရင်ရပါတယ်ရှင်။ဘယ် counter ကိုသွားရမလဲမသိဘူးဆိုလို့ရှိရင်အမှရက်နေတဲ့ဝန်ထမ်းကိုသွားမယ်မြို့နာမည်ကိုပြောလိုက်ပါ။လက်မှတ်ဖြတ်ရမယ် counter စီကိုသူတို့ခေါ်သွားပါလိမ့်မယ်။ဒါမှမဟုတ်ရင်လည်းညွန်ပြပေးပါလိမ့်မယ်ရှင်။လက်မှတ်ဖြတ်ဖို့အတွက် passport ကိုလည်းတောင်းတာမလို့ passport ထည့်သွားဖို့ကိုလည်းမမေ့ပါနဲ့နော်။ ticket စီနှုန်းတွေကကားမျိုးစားပုံမူတည်ပြီးတော့ဈေးကွာတက်ပါတယ်ရှင်။ VIP Express ဆိုလို့ရှိရင်ထိုင်ကုန်ကပိုပြီးတော့ကျယ်ပါတယ်။ဒါကတော့ကိုရရဲ့မဲဆောက်ကိုသွားမဲ့ ticket ပဲဖြစ်ပါတယ်ရှင်။ ticket ရဲ့ပေါ်မှာ gate number ပါပါတယ်။ terminal က airport လိုမျိုးပဲဖော်ပြထားတဲ့ gate နေရာမှာစောင့်ရပါမယ်။ bus ကမထွက်ခင်မိနစ်30လောက်ကြိုပြီးရောက်ထားတာကပို့ပြီးတော့ကောင်းပါတယ်ရှင်။သူတို့ bus ကထွက်မဲ့အချိန်ကိုလည်း boarding call announce လုပ်ပေးပါတယ်။ပြီးတော့ Mochit Bus Terminal မှာစားစရာဆိုင်တွေအများများပြီးတော့ဈေးရလည်းတက်တာမလို့အစားအသောက်အတွက်ကစိတ်မပူပါနဲ့ရှင် 7-Eleven ကလည်းရှိပါတယ်။တချို့ bus တွေမှာဆိုလို့ရှိရင်အေးတပူနဲ့မုန့်တစ်ခုစီလည်းပေးပါသေးတယ်။ကားပေါ်တက်တော့မယ်ဆိုရင် ticket ကို staff ကိုပြပြီးတော့ seat number အလိုက်ထိုင်ရပါတယ်။ Mochit Bus Terminal ကိုကားမရောက်ခင်ထိုင်ဆောင်ဖို့အတွက်အခုလိုနေရာတွေအများကြီးရှိပါတယ်။ public toilet တွေလည်းရှိပြီးတော့ကားမထွက်ခင်အထိကိုပစ္စည်းကိုနဲ့မကွာထားရတာကအကောင်းဆုံးပါပဲရှင်။ကိုရာကတော့ဘန်ကောက်ကနေမဲဆောက်ကိုတွားတဲ့ကားကိုစီးနေတာပဲဖြစ်ပါတယ်။လမ်းတစ်ဝက်လောက်ရောက်ရင်ထမင်းစားဖို့အတွက်နိုင်ဝဲဒါမှမဟုတ်မိနစ်အစိမ့်လောက်ခဏရပ်ပေးပါတယ်ရှင်။ကိုရာဖြတ်ထားတဲ့တစ်ကတ်မှာကကြတော့ထမင်းဖိုးတစ်ခါအသုံးပြုဖို့အတွက်ပါပါတယ်။ဘတ်30-40ဘတ်လောက်ရှိပြီးတော့သူတို့ရက်ပေးတဲ့ဆိုင်မှာသတ်မှတ်ထားတဲ့အစားအစာကိုဒီတစ်ကတ်နဲ့လဲပြီးတော့စားလို့ရပါတယ်ရှင်။ကဲကိုကမစားဘူးဆိုရင်တော့တစ်ကတ်ပြပြီးတော့ဘတ်20တောင်းမဟုတ်ရင်25ဘတ်ငွေသားပြန်ထုတ်ပေးပါတယ်ရှင်။အခုလိုဘန်ကောက်မှာ Express ticket တွေအကြောင်းနဲ့ Mochit Bus Terminal ကိုလည်းကိုရာကအကုန်လုံးစိုးစိုးလင်းလင်းဖြစ်အောင်စ조사ပြီးတော့ရှင်းပြထားတာဖြစ်လို့ပထမဆုံးသွားမဲ့သူတွေအတွက်လည်းဒီဗီဒီယိုကအကူအညီဖြစ်မယ်လို့မျှော်လင့်ပါတယ်ရှင်။ကိုရာရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်။အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။တတား